ကဲကျွန်တော်တို့နေထိုင်ခဲ့ဒီကဘာကြီးကိုတစ်ချက်လောက်စဉ်းစားကြည့်အောင်တကယ့်ကိုအန်အောစရာကောင်းလောက်အောင်ကိုမျိုးစုံကွဲပြားခဲ့တက်ရှိတဲ့နဲ့ပြည့်နေတဲ့နေရာကြီးဗျာအမှန်တော့လေဒီတက်ရှိတွေကပဲကျွန်တော်တို့ကဘာလောကကိုတန်ဖိုးရှိပြီးအရန်လှပတဲ့နေရာတစ်ခုဖြစ်အောင်ဖန်တီးပေးထားတာပါဒီမှာကြီးလိုက်ပါအောင် orange tan တွေစင်ကြီးတွေပြီးတော့ကြားတဲ့နက်တွေသူတို့ရဲ့အလားတရားကတကယ်ကိုအသက်ဝင်နေတာပဲနော်ဒါတင်မကတဲ့ဘူးသူတို့တစ်ခေါင်ချင်းစီမလေးကျွန်တော်တို့ရဲ့တဘာဝဂေဟ system အတွက်ဘာနဲ့မှအစားချိုးလို့မရတဲ့ရေးပါတဲ့အခန်းကဏ္ဍကိုစီရှိနေကြတာပါဒါမဲ့ဇလန်ကတမျိုးပြောင်းသွားရောနိုင်ငံတကာကုံတွဲမှုဆိုတာဝင်လာတဲ့အခါမှာပေါ့နော်ဒီလိုတော်ရိုင်းတည်းဆန်တွေဟာကုန်ပစ္စည်းတွေအဖြစ်ပြောင်းလဲသွားကြတယ်ဥမာဒီမှာမြင်ရတဲ့အတိုင်းပဲတော်ဟဲမှာလွတ်လွတ်လပ်လပ်ဒေါ်လာနေတဲ့မိချောင်းတစ်ကောင်ကနေလူတွေတုံးတဲ့ဇင်ခန်တားရဲ့အိတ်တစ်ခုဖြစ်သွားတာမျိုးပေါ့ဟုတ်ကဲ့ဒါဒီနေ့ကျွန်တော်တို့ပြောပြချင်တဲ့အကြောင်းအရာရဲ့အဓိကအရင်းခံပြဿနာပါပဲအဲ့ဒီတော့အဓိကမေးခွန်းကြီးတစ်ခုထွက်လာပြီနိုင်ငံတကာကွန်ပျူတာမှုတွေကဒီတော်ရိုင်းမျိုးစိတ်တွေအရှင်းတန်မှုကိုချိန်ချုံမှုမဖြစ်စေအောင်ကျွန်တော်တို့ဘယ်လိုများတေချအောင်လုပ်ကြမလဲကွန်ပျူတာမှုရောထိမ့်တန်းရေးရောဘယ်လိုဟန်ချက်နေအောင်လုပ်မလဲပေါ့ကဲဒီမေးခွန်းကပဲကျွန်တော်တို့ကိုအဖြေတစ်ခုစီကိုလမ်းပြခေါ်ဆောင်သွားမှာပါအဖြေကတော့ scientist ပါဒါဟာကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုကိုနိုင်ငံတကာကနေဘယ်လိုဖြေရှင်းတယ်လဲဆိုတဲ့အဖြေတစ်ခုပါပဲ CITES အရှိကောက်ကတော့မျိုးသူမြင့်အနာတွေရှိတဲ့တော်ရိုင်းတရစ်ဆန်နဲ့တပင်ပန်းပန်တွေရဲ့နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်းပေါ့နာမည်ရရှိတယ်ဒါမှအဓိကအမှတ်ထားရမှာကဒါဟာအဖွဲ့အစည်းတစ်ခုတည်းကလုပ်နေတာမျိုးမဟုတ်ဘူးနိုင်ငံဆိုရတွေကြကချူဆိုထားတဲ့နိုင်ငံတကာသဘောတူညီချက်တစ်ခုဖြစ်ပါတယ်သူ့ရဲ့အဓိကရေမှန်းချက်ကပါလဲဆိုတော့ရှင်းရှင်းလေးပါနိုင်ငံတကာမှာကုန်သွယ်နေတဲ့တော်ရိုင်းတရစ်ဆန်နဲ့အပင်တွေကိုအလွန်အကျွမ်းခေါင်းပုံမဖြတ်မိအောင်ထဲချစေဖို့ပါပဲဆိုလိုတာကကုန်သွယ်မှုကိုလုံးဝပိတ်ပင်တားမြစ်တာမျိုးမဟုတ်ပဲရေရှည်တည်ရနိုင်တဲ့နီလန်းနဲ့ဟန်ချက်ညီညီချင်းညီသွားဖို့ပါပဲ။သမိုင်းကိုခဏလောက်ပြန်ကြည့်ကြတယ်။19ဆက်ဆက်တော်မှာဒီ convention ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်။ပြီးတော့19ဆက်ဆက်5မှာစပြီးအနာတီလာတာပါ။အခုဆိုရင်နှစ်ပေါင်း90နီးပါးလောက်ရှိနေပြီ။တော်တော်လေးခိုင်ခိုင်မာမာလက်ပတ်နေပဲကဘာလုံးဆိုင်ရာမူပေါင်းတစ်ခုဖြစ်နေပါပြီ။ဟုတ်ပြီဒါဆို CITES ကလက်တွေ့မှာဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကြည့်လိုက်အောင်။သူ့ရဲ့အဓိကအင်အားကဘာလဲဆိုတော့မျိုးစိတ်တွေကိုအန်တရယ်ရှိတဲ့အဆင့်လိုက်အမျိုးအစားခွဲခြားထားတဲ့စနစ်မှာပဲရှိနေတာပါဒီစနစ်ကိုနောက်ဆက်တွဲ3မျိုး appendices 3ခုနဲ့ဖွဲ့စည်းထားတာပါပထမဆုံးနောက်ဆက်တွဲ set appendices I ကတော့အကာအကွယ်အလိုအဆုံးမျိုးစိတ်တွေအတွက်ပါဥမာနင်ဂျာတစ်တို့ပင်လယ်လိတ်တို့လိုမျိုးသွင်းကုန်မဲ့ NDN နဲ့ရင်ဆိုင်နေရတဲ့မျိုးစိတ်တွေပေါ့သူတို့ကိုစီးပွားဖြစ်ကုန်တဲ့တာကိုရေပွေအားဖြင့်လုံးဝတားမြစ်ထားပါတယ်โอเคနောက်တစ်ခုကနောက်ဆက်တွဲနဲ့ appendices 2ဒါကတော့အသုံးများဆုံးပဲမျိုးစစ်အများစုကဒီထဲမှာပါတယ်ဥပမာ9မိုင်ဖီကြီးလိုမျိုးစစ်တွေပေါ့မျိုးသုံးတော့မဲ့ခြေနေမရှိသေးပေမဲ့ကုန်တွယ်မှုကိုတည်တည်ချာချာမထိန်ချွဲ့အန်ဒီရှိလာနိုင်တယ်ဒါကြောင့်ပါမစ်စနစ်နဲ့တင်းတင်းကြပ်ကြပ်ထိန်ချုပ်ထားပါတယ်နောက်ဆုံးတစ်ခုကတော့နောက်ဆက်တွဲ3 appendices 3ပါဒါကတော့နည်းနည်းထူခြားတယ်နိုင်ငံတနိုင်ငံကသူတို့နိုင်ငံမှာရှိတဲ့မျိုးစစ်တစ်ခုကိုကာကွယ်ခြင်းလို့တခြားနိုင်ငံတွေကိုဖုံးမောင်းကူညီပေးဖို့တောင်းဆိုတဲ့အခါဒီစိမ်းနဲ့ထည့်တာပါအားလုံးစုစုပေါင်းလိုက်မယ်ဆိုရင်လေဒီနောက်ဆက်တွဲတွေအောက်မှာ CITES ကနေကာကွယ်ပြီးထားတဲ့မျိုးစိတ်ပေါင်းဟာ3000ခွဲအတီးကျပြောတိုင်း3000တောင်းကျော်တော့ရှိပါတယ်တော်တော်များတဲ့အရေးတော့နော်ဒါပေမဲ့ဒီမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့စည်ရင်းဝင်မျိုးစိတ်အားလုံးရဲ့90%လောက်ကနောက်ဆက်တွဲ2 appendix 2မှာရှိနေတာပါနောက်ဆက်တွဲ2မှာက3%လောက်ပဲရှိတယ်ဒါကဘာကိုရှင်းရှင်းလင်းလင်းပြနေတယ်လဲဆိုတော့ site ရဲ့အဓိကရည်ရွယ်ချက်ဟာကုန်သွယ်မှုကိုလုံးဝပိတ်ပင်တားမြစ်ဖို့ထက်ရေရှည်တည်တောင်စီမံခန့်ခွဲဖို့ထိညှိဖို့ကိုပူပြီးအာရုံစိုက်တယ်ဆိုတာပါပဲကဲဒီနောက်ဆက်တွဲတွေကစာရင်တက်တော့မဟုတ်ဘူးပေါ့ဗျာသူတို့ကိုလက်တွေ့မှာအလုပ်ဖြစ်အောင်စီမင်းတွေကိုအသက်ဝင်လာအောင်လုပ်ပေးတဲ့စနစ်တစ်ခုရှိပါတယ်အဲ့ဒါကတော့ပါမစ်စနစ်ပါပဲစိုက်တဲ့စာရင်ဝင်မျိုးစိတ်တစ်ခုခုကိုနိုင်ငံတကာမှာဂုဏ်သွဲတော်မယ်ဆိုရင်ဒီလိုတရားဝင်ပါမစ်တစ်ခုမဖိမနေလိုအပ်ပါတယ်ဒီစနစ်ကပဲတရက်ဆန်တကောင်ကိုကားကွယ်ဖို့အတွက်စာရွက်ပေါ်ကစီမင်းနဲ့လက်တွေ့ချင်းတွေကိုချိတ်ဆက်ပေးတာပါပါမစ်တစ်ခုထုတ်ပေးဖို့အတွက်အဓိကလိုအပ်ချက်ကြီးနှစ်ခုရှိပါတယ်အထူးသဖြင့်နောက်ဆက်တွဲစစ်အနှဲ့မှာပါတဲ့မျိုးစိတ်တွေအတွက်ပေါ့နံပါတ်1ကုန်တွယ်မဲ့တေးဆန်ဒါမှမဟုတ်အပင်ကိုတရားဝင်နေလာနဲ့ရယူထားတာဖြစ်ရမယ်နံပါတ်2ကဒီကုန်တွယ်မှုကြောင့်ဒေါ်ထဲမှာရှိတဲ့သူတို့မျိုးစိတ်တွေရဲ့ရှင်သန်မှုကိုပါထိခိုက်မှုမှမရှိစေရဘူးဆိုတာကိုတက်တေပြနိုင်ရပါမယ်ဒီနှစ်ချက်ကအရန်ရေးကြည့်ပါတယ်ဟုတ်ပြီဒီစနစ်တစ်ခုလုံးအလုံးလို့ဖို့ဆိုတာတနိုင်ငံနဲ့လှုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးဒါကတကယ်ကိုကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့စွမ်းအားကိုပြတာပါစိုက်စာဘလောက်အထိကျေပြန်းသလားဆိုတာကြည့်လိုက်ရအောင်
လက်ရှိအချိန်မှာ scientist ရဲ့မူပေါင်းကိုလိုက်နာပါမယ်လို့သဘောတူထားတဲ့နိုင်ငံပေါင်း182နိုင်ငံတောင်ရှိပါတယ်ဒီအဖျားဝင်နိုင်ငံတွေကိုတော့ parties လို့ခေါ်ကြပါတယ် ဒီကဘာမြေပုံကိုတစ်ချက်ချိလိုက်ပါ Citus ဖွဲ့ဝင်နိုင်ငံတွေကကဘာတဝမ်းလုံးနီးပါးကိုလွှမ်းခြုံထားတာတွေ့ရပါလိမ့်မယ်ဒါကြောင့်မလို့ဒါဟာ data ဆိုင်ရာသဘောတူညီချက်လေးတစ်ခုမဟုတ်ပဲတကယ့်ကိုကဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်နေတာပါ scientist ဆိုတာကတခါရေးပြီးရင်ဘလို့မှမပြောင်းတော့တဲ့သဘောတူညီချက်မျိုးမဟုတ်ပါဘူးဒါကအမြဲတမ်းအသက်ဝင်နေတဲ့အဖွဲ့ဝင်နိုင်ငံတွေက Conference of the Parties COP လို့ခေါ်တဲ့အစည်းအဝေးကြီးတွေမှာပုံမှန်တွေ့ဆုံကြတယ်ပြီးတော့စီးမင်းတွေကိုပြန်သုံးသပ်တယ်လူဝိုင်းရဲ့အသက်ပြင်ဆင်ကြတယ်ဒီလိုနည်းနဲ့ခိနဲ့ညီထက်အောင်အမြဲတမ်းထိန်းညှိနေတာပါ ဒါပေမဲ့ပေါ့နိုင်ငံတကာသဘောတူညီချက်ကြီးတစ်ခုရှိုံနဲ့တော့အရာအလုံးအဆင်ပြေသွားတာမဟုတ်ဘူးတကယ်လက်တွေ့မှာထိရောက်ဖို့ဆိုရင်နိုင်ငံတီးတီးကအကောက်ခွန်ရဲတပ်ဖွဲ့နဲ့တခြားအစိုးရအာဏာပိုင်တွေကြားမှာကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေမဖြစ်မနေလိုအပ်ပါတယ်စာရွက်ပေါ်ကသဘောတူညီချက်တွေကိုလက်တွေ့အကောက်အထည်ဖော်ရတာကသူတို့တွေပါပဲ ကဲအဆုံးတက်ငယ်နဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးတက်လိုက်ခြင်းပါရယ်တရားမှုဝန်ကွန်တဲမှုလို့ကြီးမားတဲ့အန်ဒရယ်တွေကစပ်ပြီးချင်းချောက်နေစေပါဒီလိုအချိန်မှနှစ်ငါးပြတတ်တန်ရှိပြီဖြစ်တဲ့ဒီမူပေါင်းတစ်ခုတည်းနဲ့ကျွန်တော်တို့ကဘာရဲ့အနာဂတ်ကိုကာကွယ်ဖို့တကယ်ပဲလုံလောက်ရလားဒါဟာကျွန်တော်တို့အားလုံးအတူတကွဆက်လက်ပြီးအဖြေရှာရမယ်စိန်ခေါ်မှုကြီးတစ်ခုဖြစ်ချင်ရှိနေစေပါပဲ